မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခုနှစ်ရက်သားသမီးအပေါင်းတို့ရေအိတ်စီတန်လူရရ၍ဝမ်းမြောက်ကြပါစေဆဲစီမာတကြံတွင်ပတိဝင်ကျင်တဲ့လူတွေပုံမှန်ဈေးတွေနဲ့လဲကြမှာတော့တယ်နော်17ရက်14လ2025နောက်ညနေ9 နာရီနောက်ဆုံးထားဝင်နိုင်ပါတယ်မာပတိတွေရှိလဲဆိုတော့တိုက်တကြံတွင်ပတိကတူးလေ1000ကြပါမယ်10ရက်လုံးကိုပေါ့နော် Viber 39 250 960တို့စရင်ပေးသွင်းနိုင်ပါတယ်နောက်တစ်ခုကငွေမြဲတကြံတွင်ပတိ1000ကြပါမယ်လက်ပွင့်တကြံတွင်ပတိ1000ခွဲကြပါမယ်အကျွေးကြေတကြံတွင်ပတိ1000ခွဲကြပါမယ်အကျွေးအမြန်ရတကြံတွင်ပတိ3000ကြပါမယ်ကံမြင့်တကြံတွင်ပတိ3000ကြပါမယ်ကားမြန်ရတကြံတွင်ပတိ4000ခွဲကြပါမယ်ထီရိုးပေါတကြံတွင်ပတိ4000ခွဲကြပါမယ်ထီစုကြီးကျင်းသေးပေါတကြံတွင်ပတိ6000ကြပါမယ်အမြန်ဝယ်နိုင်တကြံတွင်ပတိ6000ကြပါမယ်စာရင်းလေးတွေပြီးလို့ရပါပြီเนาะ discount ကတော့ပြီးသွားပါပြီเนาะ9ရက်နေ့ထဲကပတိမဝင်ခြင်းမဲ့တရားထိုင်ခြင်းနဲ့ဆိုရင်လည်းဆဲစီမှာစေနာရှိသလောက်နဲ့တရားထိုင်လို့ရပါတယ်เนาะတကြံတွင်မှာဆဲစီမှာလုပ်လို့ရတဲ့ဟာလေးတွေပြောပြပေးတာပါเนาะခုနကသားသမီးအပါစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလူရည်ဆန္ဒတွေလည်းတလုံးတဝါပြည့်စုံကြပါစေတကြံတွင်မှာတို့ငယ်သားသမီးများကဘယ်ဟာကိုလုပ်တဲ့လဲဆိုရင်တော့ငွေမြဲတကြံတွင်ပတိကိုဝင်သင့်ပါတယ်เนาะတနင်္လာသားသမီးများကကံပွင့်ကံမြင့်တကြံတွင်ပတိကိုဝင်သင့်ပါတယ်အင်္ဂါသားသမီးများကထီစုကြီးကျင်းသေးပါတကြံတွင်ပတိကိုဝင်သင့်ပါတယ်ဗုဒ္ဓသားသမီးရာဟုသားသမီးများကအကျွေးအမြန်ရတကြံတွင်ပတိကိုဝင်သင့်ပါတယ်ဇာတပိသားသမီးများကကံမြင့်တကြံတွင်ပတိကိုဝင်သင့်ပါတယ်တောက်ကြသားသမီးများကအမြန်ဝယ်နိုင်တကြံတွင်ပတိကိုဝင်သင့်ပါတယ်စနေသားသမီးများကကံမြင့်တကြံတွင်ပတိကိုဝင်သင့်ပါတယ်အဲ့ဒါလေးတွေဝင်ပြီးတော့မိမိတို့လူရင်းဆန္ဒများတလုံးတဝါပြည့်စုံကြပါစေလို့ခြေဆုတောင်းမေတ္တာပို့တာပါတယ်ခြေစီမှာအကြမြင့်မေးခြင်းရင်လည်းမေးလို့ရပါတယ်เนาะမိမိရဲ့နေ့နံမေးခွန်းမဲ့လို့ပါတယ်ကျေးဇူးပါ